ယေရှုခရစ်တော်ဤနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်။ခေါ်ဖိတ်လိုက်ပါဆိုတဲ့အကြောင်းအရာအပြင်နှုတ်ကပတ်တော်ကိုဆင်ခြင်ခွာယူသွားဖို့ဖြစ်ပါတယ်။တမန်ကျမ်းစာမှတ်တမ်းအရသခင်ယေရှုပထမဦးဆုံးနမိတ်လက္ခဏာပြုခဲ့တဲ့နေရာကဂါလိလဲပြည်ကာနမြို့ကမင်္ဂလာဆောင်ပွဲတစ်ခုမှာဖြစ်ပါတယ်။ဖြစ်ချင်တော့အိတ်ခံကျွေးမွေးတဲ့အစီအစဉ်ကမပြီးသေးဘူး။စပစ်ရည်ကကုန်သွားခဲ့တယ်။ဒါကယေရှုရှိနေရင်လည်းအစင်မပြေမှုတွေကြုံတွေ့ရတတ်တဲ့သဘောကိုပြသနေပါတယ်။ဒါပေမဲ့ဒီအခြေအနေကအဆုံးသတ်တော့မဟုတ်ပါဘူး။ဖျားဘုံထင်ရှားဖို့အကြောင်းဖြစ်လာတာပါ။ဒါနဲ့မေတော်မာရိကစပစ်ရည်ကုန်တဲ့အကြောင်းကိုယေရှုကိုကြားပြောခဲ့ပါတယ်။တကယ်တော့အဲ့ဒီအချိန်ထိသခင်ယေရှုကဘာနမိတ်လက္ခဏာမှမပြရသေးပါဘူး။ဒါပေမဲ့မေတော်ကယေရှုစီကနမိတ်လက္ခဏာကိုမြင်တွေ့ရဖို့အတွက်မျှော်လင့်နေခဲ့တယ်ဆိုတာကိုမြင်တွေ့ရတယ်။အဲ့အတွက်ယေရှုကိုကြားပြောခဲ့တယ်။ဒါပေမဲ့သူမျှော်လင့်တယ်လို့ဖြစ်မလာခဲ့။ယေရှုကဘာပြန်ပြောလဲဆိုရင်အချင်းမိန်းမတင်ဒီငါနဲ့ဘာဆိုင်တယ်လဲ။ငါအချိန်မရောက်သေးလို့ပြန်ပြောခဲ့တယ်။မာရိအနေနဲ့ကိုမေတော်ဒီလိုပြောရကောင်းလားဆိုပြီးစိတ်ဆိုးလို့ရပါတယ်။ဒါပေမဲ့ဘာအထွတ်မှမတက်ခဲ့ဘူးဆိုတော့မြင်တွေ့ရတယ်။သခင်ယေရှုရဲ့စကားတစ်ခွန်းကသူ့ရဲ့မျှော်လင့်ခြင်းတွေရိုက်ချိုးလို့မရခဲ့ဘူး။သူမျှော်လင့်တဲ့အတိုင်းနမိတ်လက္ခဏာတွေကိုမြင်ရမယ်လို့ဆက်လက်ယုံကြည်နေစေဖြစ်တယ်။ဒါကြောင့်မို့လို့အစေခံတွေစီသွားပြီးတော့မှယေရှုဇေကိုင်းသမျှကိုပြုပေးကြပါလို့မာရိကဆိုခဲ့တယ်။ကျွန်တော်တို့လည်းမေတော်မာရိလိုဝိညာဉ်ရေးရာကိုနားလေတဲ့သူတွေဖြစ်ဖို့လိုအပ်ပါတယ်။တခါတလေကျွန်တော်ရဲ့ဝိညာဉ်ဖခင်တွေအားဖြင့်၎င်းနှုတ်ကပတ်တော်အားဖြင့်၎င်းကျွန်တော်တို့ကိုစုံမစကားပြောတဲ့အချိန်တွေရှိတတ်ပါတယ်။အဲ့ဒီစကားလုံးတွေကကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။တခါတလေခါတီးရကောင်းခါတီးရလိမ့်မယ်။ဒါပေမဲ့အဲ့ဒီစကားလုံးတွေကြောင့်စိတ်ပြတ်သွားဖို့မဟုတ်ပါဘူး။ယုံကြည်ခြင်းကိုဆက်ပြီးတော့မှဆွဲကင်ထားဖို့ရန်အတွက်ဖြစ်ပါတယ်။ယေရှုကအစေခံတွေကိုရေအိုးထဲမှာရေတွေဖြည့်ပြီးတော့မှပွဲအုပ်ထံသွင်းဖို့ရန်အတွက်အမိန့်ပေးခဲ့တယ်။တကယ်တော့စပစ်ရည်အစားရေကိုပေးလိုက်ရင်အဆက်ကွဲမယ်ဆိုတာအစေခံတွေသိပါတယ်။ဒါပေမဲ့အဲ့ဒီအသီးကသူတို့ကိုတွန်းဆုံအောင်လုပ်လို့မရပါဘူး။ဘုရားစကားအပေါ်နာခံဖို့အတွက်သူတို့ကဆုံးဖြတ်လိုက်ကြတယ်။ယေရှုအပေါ်မှာဘလောက်တောင်စိတ်ချလဲဆိုရင်ရေအိုးကိုရှမ်းမတက်ဖြည့်လိုက်ကြတယ်တဲ့မိတ်ဆွေကျွန်တော်ဟာဖရားအပေါ်မှာစိတ်ချဖို့လိုတယ်အချိန်တွေကအနှုတ်ဘက်ကိုတွားနေတာဖြစ်ကောင်းဖြစ်လိမ့်မယ်အဆက်ကွေးတော့မဲ့အချိန်တွေဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အချိန်တွေရဲ့အထက်မှာရှိတဲ့ဖရားသခင်ကိုစိတ်ချလက်ချအနံထားမယ်ဆိုရင်တော့ဘာစိုးရင်စရာမှမရှိဘဲနဲ့ဖရားသခင်ကတာဝန်ယူဖြည့်ရှင်းပေးသွားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အာမင်ဒါနဲ့ပွဲအုပ်ကကုနာကရေကိုမြည်စမ်းကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ရှာပေါ်မှာအလွန်ကောင်းတဲ့စပစ်ရည်အရသာကိုခံမိတယ်။ဒါကြောင့်ညက်တဲ့စပစ်ရည်ကိုအရင်တိုက်ပြီးတော့မှကောင်းတဲ့စပစ်ရည်ကိုအခုထိတိုးထားတယ်ဆိုတဲ့အကြောင်းကိုအတန်ကိုလွင့်ပြီးတော့မှပြောဆိုခဲ့တယ်။တကယ်တော့ကုံသွားတဲ့စပစ်ရည်ဟာလည်းအညံ့စားတော့မဟုတ်ပါဘူး။တတ်နိုင်သမျှအကောင်းဆုံးပြုလုပ်ထားတဲ့စပစ်ရည်ပဲဖြစ်လောက်မှာပါ။ဘယ်သူမှမကောင်းတာတော့ပွဲမှာတိုက်မှာမဟုတ်ဘူးလေ။သို့တော့သခင်ယေရှုလက်ထဲကရေဟာလူအနေနဲ့အကောင်းဆုံးစူးစမ်းပြီးပြုလုပ်ထားတဲ့စပစ်ရည်ထပ်တင်တဲ့တာ၍ကောင်းနေတာကိုမြင်တွေ့ရတယ်။တခါတလေကျွန်တော်တို့လက်ထဲကဆုံးရှုံးသွားတဲ့အရာတွေကုန်ခန်းသွားတဲ့အရာတွေကအကြောင်းမဲ့တသက်ဖြစ်သွားရတာမဟုတ်ပါဘူး။ဘုရားသခင်ကတာ၍ကောင်းသောအရာတွေကိုပေးဖို့ရန်အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်။ဒီမင်္ဂလာပွဲတိုင်းမှာဘုရားသခင်ဘုန်းတော်ထင်ရှားခဲ့တယ်။အဲ့တော့ဒီလိုဘုန်းတော်ထင်ရှားရတဲ့အဓိကအကြောင်းရင်းကဘာလဲ။ပွဲထဲမှာသခင်ယေရှုရှိနေလို့ဖြစ်ပါတယ်။ဒါဆိုရင်ဘာကြောင့်ယေရှုကရှိနေရတယ်လဲ။ယောဟန်အခန်းကြီး2အပိုင်ငယ်1ထဲမှာ
အဲ့ဒီပွဲထဲမှာတဲ့သခင်ယေရှုနဲ့တပည့်တော်တွေကိုဖိတ်ခေါ်ခဲ့တယ်လို့ဖော်ပြထားပါတယ်အဲ့တော့သူတို့ရဲ့ဖိတ်ခေါ်ခြင်းကြောင့်ယေရှုကအဲ့ဒီပွဲမှာရှိနေရခြင်းဖြစ်ပါတယ်ယေရှုကအဲ့ဒီပွဲကိုရောက်ရှိလာခဲ့တယ်ယေရှုရှိနေတဲ့အတွက်ကြောင့်စပြည့်ရီကုံသွားတော့လေအဆက်ကွဲခြင်းနဲ့အစုံမတက်ခဲ့ဘူးပျော်ပျော်ရွှင်ရွှင်အောင်မြင်မြင်နဲ့ဖယားဘုန်းတော်ထင်ရှားတဲ့မင်္ဂလာပွဲဖြစ်ခဲ့တယ်အဲ့တော့ဖိတ်ခေါ်ခြင်းကအင်မတန်မှအရေးကြီးပါတယ်မိတ်ဆွေဖယားသခင်ကငါ့ကိုခေါ်လို့ငါထူးမီလို့ပြောထားတယ်အဲ့တော့ခေါ်ရမှာကကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်ကျွန်တော်တို့လူတွေတောင်မှမခေါ်ဘဲနဲ့ဘယ်သူမှပြန်ထူးမှာမဟုတ်ပါဘူးမခေါ်ဘဲနဲ့လည်းသွားမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ခေါ်ဖို့ရန်အတွက်လိုအပ်တယ်ဖယားကိုလည်းခေါ်ရမယ်ဖယားကိုနေရာပေးပါဖယားရှိနေရင်မဖြစ်နိုင်တဲ့အခြေအနေမှာပြင်တယ်အောင်မြင်ခြင်းကိုမြင်တွေ့ရမှာဖြစ်တယ်ဒါကြောင့်မို့လို့တင်းရဲ့နှိမ့်စင်ဘဝအတ္တထဲမှာဘုရားသခင်ကိုခေါ်ဖိတ်လိုက်ပါကန္တအသီးသီးမှာဘုရားသခင်ကိုခေါ်ဖိတ်လိုက်ပါဘုရားသခင်ရှိနေခြင်းကအရာအလုံးအစဉ်ပြေဖို့အကြောင်းဖြစ်လာလိမ့်မယ်သင်မနဲ့နိုးလာတဲ့ခါတိုင်းမှာဘုရားကိုခေါ်ပါညအိပ်ဆက်တဲ့ခါတိုင်းမှာဘုရားကိုခေါ်ပါတင်းရဲ့အိမ်ထောင်တင်းရဲ့အလုပ်ကိုင်တင်းရဲ့နေရာတွေမှာသခင်ယေရှုကိုခေါ်ဖိတ်လိုက်ပါသခင်ယေရှုရှိနေခြင်းအပြင်သင်ဘဝမှာဘုရားဘုန်းတော်ထင်ရှားဖို့အကြောင်းဖြစ်လာလိမ့်မယ်ဒါကြောင့်မို့လို့ချေရတဲ့ညီကောင်မောင်နှမတို့ကျွန်တော်ရဲ့နှိမ့်စင်ဘဝအတ္တထဲမှာသခင်ယေရှုကိုခေါ်ဖိတ်တတ်ခြင်းအပြင်ဘုရားဘုန်းထင်ရှားနိုင်ဖို့ရန်အတွက်ဝေငှပါတယ်အရောက်စီတိုင်းအပေါ်မှာဘုရားရှင်အထူးကောင်းချီးပေးပါစေ